အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့စာရေးဆရာမကျူရီသားထားရဲ့ကဘာမြေရဲ့ချစ်သူဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်နားတော်တာစီမင်ကြပါအောင်ရှင်ကဘာမြေရဲ့ချစ်သူသူကသာကျမကိုနှုတ်မဆက်ရင်ကျမသူ့ကိုလုံးဝမှတ်မိပါမဟုတ်ပါသူဒီကျမချစ်ခဲ့ဖို့တော့လူတစ်ယောက်မဟုတ်တော့ပဲတစိမ့်တစ်ယောက်ဖြစ်နေပြီသူ့သားရေကညုံမောင်းရဲ့သူ့ခန္ဓာကတော့ကြစ်လက်တော့ခိုင်နေ၏သူ၏နူးညံ့ညိုလဲ့သောမျက်ဝန်းများနှင့်ပြုံးကနေခြိုက်သွားသောညာဘက်နှကန်းတောင်စွန်ကအချိုင်ညာကလေးကိုသာမမြင်ရနှင့်သူကကျမဘလို့မှထင်မိမှာမဟုတ်အနည်း20ဟူသောအချိန်ကာလသည်ရနိုးဆုံမတ်စွာချစ်ခဲ့မိသူတယောက်အောင်မမမိနိုင်လောက်အောင်မကြာမြင့်လှပါသို့သောထိုအချိန်ကာလအတွင်းမှာသူကအပြောင်းလဲကြီးပြောင်းလဲသွားခဲ့၏ဟိုစီနှုတ်ကသေသက်စွာဖီးတင်ထားလက်ရှိသောခတ်တူတူအညူရောင်စပင်းနှိုင်းကလေးများပြက်ွယ်လျက်ဘွာကျန်းတုံနေသောညညညောင်စပင်းရှိများရှောင်နေသည်မကြေးမကြေပြင်းလျောသောနှစ်ဖူးသည်စပင်းရိုင်းများအောက်တွင်ပြက်ကွဲလူဤပါဖြစ်နေ၏နူးညံ့သောပန်းသွေးဖြွတ်ဖြွတ်နှကန်းများသည်တင်းမာ၆သိသောအညူရောင်နှကန်းများအဖြစ်ပြောင်းလဲနေပြီနှုတ်ခီးသွားမို့လားသူ့အတန်းကြီးလေဟိုတော့ကနူးညံ့တိမ်မွေးမှုများပြက်ကွယ်ရက်မာကြောပြက်တက်နေ၏သို့တော့မျက်လုံးများ၏နူးညံ့မှုကတော့ကံကောင်းထောက်မှစွာကျန်ရှိနေစေဖြစ်သည်ဟုတ်ကဲ့အိုးမဟုတ်ဘူးတားရထားများစိုက်မလားလို့လာစုံစမ်းတာသူကကျမ၏လှုပ်ခတ်သွားသောအနေထားကိုသဘောကျသလားမသိပခုံးများလှုပ်သွားအောင်ရေမောနေသည်ထို့နောက်လွယ်သားသောကြောပုတ်အိတ်ကိုနေရာတကျပြန်လိုက်၏ဘာရထားလဲဟိုကပုံမှန်ညနေ9နာရီခွဲထွက်တဲ့ရထားပဲ special train ပေါ့ဒါဆိုမမျော်နဲ့အောင်အင်ကိုအေးအေးဆေးဆေးပြန်လာအောင်အဲ့ရထားကမနေ့တနားအစောဆုံးရန်ကုန်ကိုဝင်မယ်တဲ့သူစကားကိုဘယ်တော့မှမယုံကြည်ခဲ့တော့ကျမသည်ဣတိချင်းတွင်လည်းမယုံသင်ကပြန်မိမိ၏ရှင်ကဘာဖြစ်လို့အတိအကျပြောနိုင်ရလဲသူကပခုံးတွန်းပြပါသည်ဘာဖြစ်လို့လဲဆိုတော့ကိုအခုပဲမေးထားလို့ပေါ့ဘာဖြစ်လို့လဲဆိုတော့ကိုကလည်းအဲ့ရထားနဲ့ပြန်လိုက်မှာမဟုတ်ပေါ့ကျမသည်စိတ်ပြတ်စွာပင်လက်မှနိုင်ကိုကြည့်လိုက်မိသည်ဒုက္ခပဲမနေ့9နိုင်ဝင်ရမယ့်ရထားကညတနိုင်မှဝင်မယ်ပေါ့ဖျားရထားလက်နဲ့ညာဘာဖြစ်သွားသေးလဲမသိဘလို့အချိန်ဘဲကာလကြမှာရထားပြီးအချိန်မှထွက်နိုင်မှလည်းမသိကျမဖြစ်တက်နေလုံးပူတာကိုဖုံးဆက်တဲ့အလုပ်ပဲလုပ်နေရပဲသူကကျမကိုပြုံးကြည့်ရက်ဘာမှမပြောချင်ထို့နောက်ကျမတို့ဒီရုပ်သက်တဲ့ပြည့်ညာတိုးကျိတ်နေသောလူအုပ်ကြီးရဲ့မှာတရွေ့ပြည့်ထိုးပေါက်ရဲ့ဝင်ပေါက်ရှိရာသို့ပြန်ထွက်လာကြသည်သူ၏ရဲ့ကြီးကဟိုတုန်းကထပ်ပြီးကျမအပေါ်အုပ်မိုးနေတရားခံစားရသည်သူ၏ရထားနှင့်ပြန်ပြီးဆိုရင်သူလည်းလက်နဲ့တနား၏အထိရထားဆောင်တော့မှာပေါ့ကျမတို့ကိုစာနာစွာတစ်ချက်လှည့်ကြည့်လိုက်တော့သူကကျမကိုငဲကြည့်ပြုံးနေ၏သူမျက်လုံးတွေကတော့လွန်ခဲ့သည့်နှစ်ပေါင်း20ကကျမကိုကြည့်ခဲ့သည့်မျက်လုံးမျိုးအတိုင်းဖြစ်၏နှုတ်အခုဘာအလုပ်လုပ်နေသလဲအငယ်ချင်းတယောက်နဲ့ကုမ္ပဏီတစ်ခုစက်တူဖွင့်လာရင်သူကလေးတစ်ချက်ချုံလိုက်သည်တဲဟုတ်ပါလားတွက်ချီရောကြိုက်ရလားကျမတို့ကိုစစ်ကြည့်ပြီးပြုံးပြလိုက်ပါသည်နုမေတို့ကမပိုင်ဘာမှမလုပ်ဘူးလေသူကသဘောကျစွာရဲမောလေသည်ဒါနဲ့ကိုမြင့်ဆွေရောဘာလုပ်နေလဲသူကချစ်ချင်းမဖြေသေးပဲပြုံးနေ၏ဘူရာစင်ဝင်ဘက်ထွက်မိတော့မှကျမကိုငဲ့ကြည့်ပြီးညင်သာစွာကောင်းငင်းရင်းဖြေပါသည်ကို့အလုပ်ကိုနှုတ်ဆက်ဝင်စားမှာမဟုတ်ပါဘူးကို့အလုပ်ကဝင်မကောင်းဘူးနှုတ်ရဲ့ကျမသည်သူ့ပြောကြောင့်ပင်စိတ်ဝင်စားလာကမျက်မှောင်ကျုံနေ၏စိတ်ဝင်စားရဲ့ဘာအလုပ်လဲသူကတစ်ချက်အေးပြန်သည်တစီအငားကထောင်တယ်လို့စီအငားလိုက်စားရဲ့အလုပ်စင်ဟုတ်လားကျမတအံ့တော်ဖြစ်သွားသည်ကိုသူကသဘောကျ၍မဆုံးနိုင်အောင်ရှိသည်ကိုမြင့်ဆွေမှာဆင်ရှိရပေါ့အင်းလေဘယ်နှကောင်ရှိလဲနှစ်ကောင်တကောင်ကနည်းနည်းငယ်သေးရဲ့ကျမသူ့မျက်နှာကိုစူးစိုက်ကြည့်မိ၏ဟာတမြောက်ဝင်မကောင်းဘူးပြောရသေးလားစင်နှကောင်ကာလပုံစီ30လောက်ရှိရနှစ်ကောင်ဆိုတော့ကျမစကားမဆုံးမီသူ့မျက်ခုံးပင်ပြ၏လူကအလားကြီးပဲစင်ကြောင်းသိလို့ပါလားဒီကနေ့နုရဲ့ကုမ္ပဏီကတစ်ကုမ္ပဏီဖြစ်ရမယ်
ကျမနှင့်ပတ်သက်သမျှသူခံမှန်းချက်များအမြဲမှားယွင်းလိရှိသလိုဒီတစ်ခါလဲသူမှားယွင်းပါသည်ပဲမျိုးမျိုးနဲ့နှမ်းကျွန်တော်ကျမတို့နှစ်ယောက်ဟဟပပတ်ရေမော်ရင်ကိုလုံးကလိုပြန်နေရင်းနှီးသွားကြသည်ဒါနဲ့ကိုမစ်ဆွေတယောက်ထဲလားတယောက်ထဲပဲအခုရထားမွေသေးဘူးဆိုတာအတိအကျပြရပြီဆိုတော့အခုကျန်ရက်9နာရီလောက်အချိန်ကိုရှင်းမလို့ဖြုံးပါလေသူကကျမကိုစူးစူးဆက်ဆက်ကြည့်နေ၏ဘူရာမှာပစိုးတည်းဖြန့်ခဲ့ပြီးအိတ်ဆောင်နိုင်မှာပေါ့နွေရဲ့ကျမတို့ကိုမျက်စောင်းထိုးလိုက်မိသည်ကြည့်ပြစ်ဆက်လက်ကန်နေတဲ့အချင်းကမပြောက်သေးပဲဘူးချင်းကကိုက်နေကိုမစ်ဆွေနေရန်ကုန်ကချင်းလောက်များတော့ကိုမဖြုံပါဘူးကိုက်မှန်းတော့မသိရဘူးကိုတို့စီကချင်းနေမှဲ့ရကိုမြင်နှုတ်ဖျားတောင်ဖျားသွားနိုင်တယ်နေပါအောင်ရှင်အခုဗမာနေရတယ်မန္တလေးမှာလားမဟုတ်ဘူးတန်တောင်နားမှာပဲဆိုပါတော့ဘယ်ကတန်တောင်လဲကျမဆက်ဆက်ဆွဆွမေရောသူပြောသည်လိတ်ချနာကပေါ့သူပြောသည့်နေရာတွေကိုကျမမသိပါဘာလဲလိတ်ချဆိုတာပြေဦးနေနာကရွာကြီးပဲဆိုပါတော့နင်ရဲ့လူတိမှာမဟုတ်ပါဘူးတန်တောင်ဆိုတာရွာသေးသေးလေးကိုနေတာကအဲ့ဒီတန်တောင်နဲ့3-4မှန်ဝေးရဲ့နေရာကလေးကျမသည်သူ့မြဝန်းတဲကအေးဆက်တင်းငယ်မှုကိုပြန်လဲမှတ်မိသွား၏ကျမနားလေပြီဒီလက်ခေါင်နဲ့တော့မှရှင်ဘာလို့သွားနေတယ်လဲဆိုတာကျမမမေးတော့ပါဘူးထို့နောက်အနားမှာရောက်ရက်အခက်စွာဝင်တက်သွားလာနေကြသောလူများကိုကြောက်သိမ်းငှဲ့ပေးခြင်းကကျမဆုံးဖြတ်ချက်တစ်ခုကိုချလိုက်သည်အတော်ပဲကိုမင်းစီရှင်ကျမတို့အိမ်မှာညစာလိုက်စားဖို့အေးစီးစကားပြောကြရအောင်လက်တနိုင်မှာကျမရဲ့ကြကသားတွေလာကြရင်ရှင်ကိုပူတာလိုက်ပို့ပေးပါလိမ့်မယ်သူညင်းတော့မိပုံစံဖြင့်တွန်းဆုပ်သွားခိုင်းကျမကကမန်းကနန်းလှည့်ထွက်လိုက်သည်လာကျမရဲ့ကြကိုရှင်တစ်ခါမှမတွေ့ရသေးဘူးသူကိုရှင်သဘောကျမှာပါသူကတော်တော်တိတ်မွေ့တယ်သဘောလည်းကောင်းတယ်ကားရဲ့ထားရသူကျမတို့ရှောက်လာခဲ့ကြစဉ်ညနေခင်းသည်လင်းမြန်စွာမှောင်လာတော့သည်သူနှင့်ကျမချစ်သူတွေဖြစ်ခဲ့ကြသည်မှာတော်တော်အံ့ဩစရာကောင်းသောမှားယွင်းမှုတစ်ခုပင်ဖြစ်သည်ကျမတို့နှစ်ယောက်သည်ခရီးဆုံးပန်းနိုင်ခြင်းမတူညီကြဘဝတန်မိုးခြင်းမတူညီကြလောကအမြင်ခြင်းမတူညီကြပေကျမဘဝဤတန်မိုးသည်စားဝတ်နေရင်အစစ်အတန်းမြမာသောမြို့ပြယဉ်ကျေးမှုဖြစ်ပြီးသူဤဘဝတန်မိုးကအေးစိမ်းတည်ငြိမ်စွာလူနေမှုနှိမ့်ကြသောတောနယ်ဤအရိုင်းသက်သက်အလှပင်ဖြစ်သည်ကျမကလူလောကမှာအလဲအလတ်ဟူသောအစစ်ထပ်ပြီးထိုးပေါက်ကြော်ဖြတ်ကအမြင့်ဆုံးဟူသောပညာသို့မဟုတ်ဂုဏ်သိက္ခာသို့မဟုတ်ငွေကြေးပိုင်ဆိုင်မှုကိုလိုချင်တတ်မှတ်သူကတော့လူသူအရလဲလာသောတောတောင်ရှိနေမှာနေထိုင်ရင်တဘာဝနှင့်ရင်းနှီးကျွမ်းဝင်မှုကိုလိုချင်တတ်မှတ်သူကျမကလူသားဤအမခန်းထူးချွန်လာသောစက္ကရိယာတည်ထဲမှုများဖန်တီးပြုပြင်မှုများကိုလေးစားမြင်လို့သူကတော့တဘာဝဤအစစ်စစ်ပြောင်းလဲမှုလှုပ်ဝက်နေသောစမ်းကြယ်မှုများကိုလေးစားမြင်လို့သူကျမတို့နှစ်ယောက်သည်ရှားပါတစ်ပေအပေါ်ထားသည့်သဘောထားနှင့်အပိုးတန်ကားတစ်စီးအပေါ်ထားသည့်သဘောထားကအစကွဲပြားခြားနာကြသည်သူတွေ့တာသည့်နှစ်တရာနှစ်နေရာတက်တန်းရှိသည့်တစ်မာပင်များ၏တံမှုကိုတောက်စဉ်ဗီယိုစပွဲစသည့်အသုံးဆောင်များအဖြစ်ထက်ပို၍ကျမမမြင်မိသလိုသူကလည်းကျမသဘောကျသည့်ကားတစ်စီးကိုမြင်နိုင်ကျိုးပင်ကြီးများကိုသာနှမျောတတ်တတ်သူဖြစ်သည်ရေငုပ်သင်းမောတစ်စီးအကြောင်းစကားဆက်မိမြင်ပင်ကျမတို့နှစ်ယောက်၏ဦးတည်ချက်တွေကအမြဲပြောင်းပြန်ကျမကရေငုပ်သင်းမောတီထွင်သူ၏ပညာရဲ့စက္ကရိယာပိုင်းအောင်မြင်မှုလူသားတို့၏အဖိုးတန်ထိုက်တန်လှသောအုံနောက်များစီတို့စကားလမ်းကြောင်းဦးတည်စေမှာသူကသမုတ်တရားအောက်ခြေကတောင်စေတောင်တန်းများအကြောင်းသမုတ်တရားရေးစည်းကြောင်းများအကြောင်းရှားပါရေသက်တဝါများအကြောင်းစကားလွှဲယူသွားတတ်သည်ကျောင်းပိတ်ရရှိများတွင်သူကကျမအနာမှာကျမရှိရာဒေသမှာနေထိုင်ဖို့တက်မြန်မာနိုင်ငံအစွန်ဖျားဒေသများသို့သွားရောက်လည်ပတ်ဖို့သာစိတ်ဝင်စားသည်ကျမကတော့ကျမ၏အနီးမှာသူမရှိသည့်အခါစောက်ပေါင်းများစွာဖက်နိုင်ငံခြားရုပ်ရှင်များကိုကားလဲတိုင်းလိုကြည့်ဖြစ်ကအချိန်ဖြုံးရတတ်သည်ကျောင်းပြန်ဖွင့်၍နေ့စဉ်တွေ့ဖြစ်ကြသည့်အခါကျမဖတ်ခဲ့ရသောစာအုပ်များကြည့်ခဲ့ရသောရုပ်ရှင်များအကြောင်းသူ့ကိုပြန်လည်ပြောပြပြီးသူကတော့သူရောက်ခဲ့သည့်လမ်းဘေးဆက်သွယ်ရေးခက်ခဲပြီး
လူသူအရောက်အပေါက်နေလာသောတောင်တန်းဒေသများအကြောင်းအုပ်ဆောင်နှိပ်ဆိုင်သောသစ်တောကြီးများအကြောင်းပင်လယ်ပြင်နှင့်ကျိုးများအကြောင်းကိုတခန်းတနာပြောပြတတ်လေသည်သူသည်ဝေရှာဖို့ကြီးပွားချမ်းသာဖို့လည်းနည်းမှစိတ်ဝင်စားသူမဟုတ်ကျမမိဘကကျမကိုပေးအပ်နိုင်သည့်လူနေမှုအစဉ်တန်းထက်မနှိပ်ကြအောင်ကျမကိုတိတိတတဲလက်ထပ်ယူဖို့ဆိုတာကိုလည်းမစင်စားပြီးသူစိတ်ဝင်စားသောတောတောင်ရင်းမြစ်ကိုစိတ်ဝင်စားခဲ့သည့်ကျမအားသူအားမလို့အားမြဖြစ်ရသလိုကျမတန်ဖိုးထားသည့်ဂုဏ်သိက္ခာရှိရှိအစိမ့်မြင့်စီးပွားရေးအမြင်ကိုစိတ်ဝင်စားတန်ဖိုးမှတ်ထားသည့်သူ့အပေါ်လဲကျမနည်းနည်းမှမကျေနပ်နိုင်ခဲ့ပါနုကအစားထိုးမရနိုင်တဲ့တဘာဝရန်နိုင်အပေါ်မှာနည်းနည်းမှစိတ်ဝင်စားပဲကိုသူကဆွဆွဲတတ်သည်၏မောင်မဲအိရဲ့နာတွေကိုဖတ်ပြီးနေပြီးတော့လူတော့ကိုဘွားတိုးတက်မြင်မှာဖို့ပဲစိတ်ဝင်စားတယ်လူသားရဲ့စွမ်းကတဘာဝဆန်းတဲ့စိတ်ဝင်စားစရာကောင်းနေဆိုတာမောင်တနည်းသိလာနိုင်မယ်သို့တော့ကျမတို့ဒီတရားကိုတရားအလွန်ချစ်မြတ်လို့ခဲ့ကြပါသည်ကျမဤစိတ်ကောက်မှုတန်ကိုတရားထပ်ပို့ပြီးဘယ်တော့မှသူမခံနိုင်ခဲ့သလိုကျမကလည်းသူ့သောတာကိုတဏှာထပ်ပို့၍ရည်တည်နိုင်ဖို့ဘယ်တော့မှခွန်အားမရှိခဲ့သောကြောင့်ကျမတို့နှစ်ယောက်သည်အမြဲလိုတရားကိုတရားသူ့ထံကအလျှော့ပေးဖို့စဉ်းစားခဲ့ကြသည်ထို့ကြောင့်လည်းသူနှင့်ကျမဘယ်တော့မှမကွဲကာနိုင်ဟုကျမယုံကြည်စိတ်ချခဲ့သည်ဘဝ၏တံမိုးနှင့်ရောင်ရဲကျဉ်းမှုအယူဆမတူညီသည့်ချစ်သူဘဝကိုအချင်းမြဲခိုင်မြဲစွာပေါင်းဖက်ဖို့ကျမတို့နှစ်ယောက်လုံးအမေရိကန်ကြိုးစားခဲ့ကြပါသည်သို့တော့နောက်ဆုံးတော့တရားကိုတရားမုန်းသိဖို့မနစ်သက်မှုများမရှိဘဲတွေးအိစာကွဲကာခဲ့ကြသည်ကျမတို့နှစ်ယောက်ဘလို့ကွဲကာခဲ့ရပါလဲအကြောင်းရင်းကိုစာပွေစဉ်းစားကြည့်ရလေရေးရေးကြမရှိတောင်းပြီးသွားသောအခါကျမသည်ကျမပျော်ရွှင်နှစ်သက်သောစီးပွားရေးနေတဲ့သို့ဝင်လိုက်၏သူကကျမ၏မျက်နှာစုံမှတ်မှုကိုပြည့်လူရှုကသူစိတ်ဝင်စားသည့်ဒေသများသို့မကြာခဏရက်ရှည်လများတွားရောက်အလုံးလကန်ရင်းဖြင့်ကျမတို့နှစ်ယောက်ကြားကပူနေသည့်အချစ်သည်အေးခဲသွားလေသည်သူနှင့်ကျမသည်ရုံးကနေဝေးကွာသွားခြင်းမဟုတ်ပေတရွေ့ရွေ့နှင့်တစဝေးကွာသွားကြခြင်းဖြစ်သည်ယခုအချိန်အထိသူကအလင်းအိမ်အောင်ကြခဲ့သလားကျမကအလင်းအိမ်အောင်ကြခဲ့သလားကျမမသိအမှန်ကတော့သူအိမ်အောင်ကြမကြပင်ကျမမသိပါသူလက်ထပ်ပေးပြီးဟုကျမယူဆသည်ယောက်ျားတစ်ယောက်သည်စံကျင်မလိမ့်မိန်းမ၏နူးညံ့စွာကျင်ညာလိုက်နှောမှုမပါဝင်ပဲနှစ်ပေါင်း20ကျော်သူ့ဘဝကိုပျော်ရွှင်အားရနိုင်လိမ့်မည်မဟုတ်တိတ်ကိုတည်ကြသည်တဘာဝနေရာမများကိုမဆန့်ကျင်တတ်သောဖြစ်ရာဘဝတွင်ရှိသမျှငွေကြေးတနာနှင့်ရောင်ရဲတတ်သောသူ့အတွက်မိန်းမတစ်ယောက်ယောက်ကိုအိမ်အောင်ပြုရန်ပို၍ပင်တည်ကြနေပါသည်ကျမ၏ခင်မောသည်သူကိုအစပထမတွင်ကျမနှင့်အတူပါလာသောဧည့်သည်တယောက်ကိုကျူဆိုလိုက်သောမှုမျိုးဖြစ်တာဆက်ဆံခဲ့တော်လေသူ၏အရာတိတာနှင့်အလုံးအကိုင်ကိုတစိုးတစသိရသောအခါတော်တော်စိတ်ဝင်စားသွားသည်ကျမတို့ညစာထမင်းဝိုင်းပြီးခဏအတွင်းရေမောတန်များဖြင့်နှွေးထွေးသွားတော့သည်ကျွန်တော်ရဲ့ဝက်လိုက်ကိုတိတ်စိတ်ဝင်စားရဲ့ဗျတနည်းတစ်ခေါက်တော့အဲ့ဒီဘဝမျိုးမှာနေကျင်တယ်ဗျကျမဤခင်မို့သည်တကယ်ပင်စိတ်အားထက်သန်သောမျက်လုံးများဖြင့်သူကိုအလေးနက်ပြော၏ကျမမယုံပါ19နှစ်တိုင်တိုင်ပေါင်းတင်းလာခဲ့သောကျမယောက်ျားဘာကိုစိတ်ဝင်စားတတ်သည်ဆိုတော့ကျမသိပြီးသားပါကျွန်တော်စီလာလဲပေါ့ကိုကျွန်နိုင်ကျွန်တော်ညီယာကပြေဝင့်နေဆိုင်ပြင်စားနဲ့ပုံကြီးရဲ့တန်တောင်ထိသွားရလားလွယ်ကူပါရဲ့တန်တောင်ကျော်ရင်တော့တောကနဲ့သွားပြီးခမားလက်မဲ့ရက်ကိုကျူပြောထားရွာကလူတွေကိုကျွန်တော်စီလိုက်ပို့ဖို့မှားထားရအောင်လို့ကျမကတော့ထမင်းကိုသာညီသက်စွာဆိုင်ရင်အရင်နဲ့ဘလောက်တောင်ခြားနာခဲ့ပြီလဲဟုတွေးမိသည်လွန်ခဲ့သည့်နှစ်ပေါင်းများစွာကကျမသိခဲ့ဘူးတော့ကိုမြင့်ဆွေမှမဟုတ်တော့ပဲကျမသိသည့်ကိုမြင့်ဆွေသည်ထမင်းကိုဇုံခရင်ဖြင့်သိသက်စွာစားတတ်သည်ထမင်းတစ်ပတ်ကန်ထပ်ပို၍စားခြင်းမရှိဟင်းကိုလည်းတူကနေစစ်ကနေသာစားတတ်သည်ယခုကိုမြင့်ဆွေကတော့ဟင်းများများဖြင့်ထမင်းကိုသုံးမကန်ပြားမောက်မောက်ကုန်အောင်စားခဲ့၏ဇုံခရင်ကိုလည်းကိုင်ကျသိမ့်မရှိတော့ဘူးဟုကျမထင်သည်ဇုံခရင်ကိုင်ထားသောသူ့လက်များသည်လည်းတက္ကသိုလ်ကျောင်းသားဘဝတုန်းကလိုရှည်သွဲမနေတော့ပဲလက်စစ်ကြီးမာပြီးတုတ်ခိုင်းလာသည်
လက်ချောင်းများ၏အရေးနေရာတို့တွင်လက်ပွားမှအတမာတက်နေပြီ။ဘယ်နဲ့လဲနုကိုတို့တစ်ခါတော့သွားလိုက်ကြမလား။ကိုမြင့်ဆွေဆိုသူသည်မိမိဇနီး၏ဟိုတုန်းကရေးစားဖြစ်ခဲ့ဘူးသည်ဆိုတာသိပါလျက်နှင့်ဘာသဘောဖြင့်ပြောလိုက်တာလဲဟုကျမစဉ်းစားမရပါ။ကိုနိုင်သွားပေါ့နုတော့စိတ်မစားပါဘူး။နောက်ပြီးနုကလျှက်စစ်မီးမရှိတဲ့နေရာမျိုးမှာတရက်တာမနေချင်ဘူး။ကျမရင်မော၍မြင်ရပါသည်။သူကကျမတို့ဘေးပတ်ဝန်းကျင်မှလျှက်စစ်ပစ္စည်းများကိုဝဲဝဲကြည့်ကပြုံးလိုက်သည်။သူ့အပြုံးကတော့ဟိုးလုံငယ်သည့်နှစ်များစွာကလိုပင်ကျမကိုလက်လျှော့သောအရှုံးပေးသောအပြုံးဖြစ်၏ခမည်းတော်စီကအသားငါပေါ့ရဲ့လားအသားဆုံးရှိရပေါ့ခမည်းတော်မစားဘူးတဲ့အသားတွေအောင်ရှိရဲ့တော့နဲ့တော့သားကောင်တွေပေါ်တာကိုစမ်းကြောင်းတွေမှာလည်းငါးပစုံရတတ်ပါရဲ့ခမည်းအမေတော်လိုက်ကူမှာပေါ့နော်ကိုနိုင်ကစိတ်ဝင်စားစွာမေးတော့ကျမပြုံးမိသည်ကိုနိုင်ကသူများအမေလိုက်တာကိုသာအားကြတတ်တာသူကိုယ်တိုင်ကဖြင့်လောကားကစက်ကြီးတွေအနာတော့ကြိုက်ရတာမဟုတ်ဟိုတုန်းကတော့အမဲလိုက်ပူပါရဲ့ဒါတော့အပြောတော့မလိုက်ခဲ့ဘူးဗျစားစရာပြက်လက်တဲ့အခါမျိုးမြို့ရွာနဲ့လည်းအဆက်ပြက်နေတဲ့အခါမျိုးမှာဟင်းထွက်လိုက်ပူတယ်ရသလားသူကပြုံးကြီးအကောင်းနှိမ့်သည်ရတာပေါ့ဗျာတောဝက်နှစ်ကောင်ရပူတယ်ပြောင်းနှစ်ကောင်ရပူတယ်အများအဖြစ်တော့ဂျင်းနဲ့ဆက်ပေါ့သူ့လက်တွေကြမ်းတမ်းနေရကျမမအံ့ဩတော့ပါသူမှတကယ်မုံဆိုးကြီးတယောက်ဤတွင်ငယ်မှုမျိုးရှိအောင်သူတက်တော်ဘယ်နှကောင်ကိုတက်ဖြတ်ခဲ့ပြီလေဒါမဲ့ခမရတော့အောင်မလားမသိဘူးကျွန်တော်တို့ကဇေရက်တို့မှုတို့ဟင်းသီးဟင်းတွေကိုပဲအများဆုံးစားကြတာပါခမရတို့အမဲလိုက်အုပ်စုမှာလူပဲနှစ်ယောက်ပါတယ်လေသူကကိုနိုင်ကိုစူးစိုက်စွာကြည့်ကောင်းရဲ့မဟုတ်ဘူးကျွန်တော်ကအုပ်စုမရှိဘူးကျွန်တော်တယောက်တည်းပဲကျွန်တော်နေရတွေကရွာနဲ့ဝေးတယ်နောက်ပြီးတော့ကျွန်တော်အရင်ကအမဲလိုက်တဲ့အရာတာကိုကြိုက်နေခဲ့ဘူးလားဝန်ခံပါရဲ့အခုတော့ကျွန်တော်ကအမဲလိုက်ရတဲ့သူတို့ရဲ့ဘဝကိုစောင့်ကြည့်ရတာကိုပိုအားထက်သန်လာရဲ့ဗျ။ခင်ဗျားတို့ကမြို့ပေါ်မှာနေလို့တိမှာမဟုတ်ဘူး။ကျွန်တော်တို့ကတိနေတော်ရဲမှာတွေ့ဆန်နေရှားကုန်ပြီဗျ။ကမ္ဘာစည်းကွက်မှာဝေါ်လိုက်ကစည်းကောင်းရကိုအခုတော့ကိုကိုရမ်းမှုတဲ့တားကောင်မျိုးနဲ့မှတွေ့မှာပဲကိုအသက်ကိုလူဖို့အတွက်မလွဲမချောင်တာကျွန်တော်တတ်တော်နေဗျ။တခါတားချစ်ကိုအဖော်ခေါ်ပါရဲ့။တားဟုတ်လား။သူမတားသမီးရှိနေနိုင်ပြီကိုကျမကြိုတင်တွေးမိပြီးဖြစ်ပါရဲ့တကယ်ကြတော့ကျမနေသားမကြစွာပင်အော်သွားသည်ကိုမသား၃ယောက်ရှိရဲ့လူရဲ့ထိုသား၃ယောက်ဤမိခင်သည်ဘလို့မိခင်မျိုးဖြစ်ပါလေခမည်းမျိုးသမီးကဘာလုပ်တာလဲကျမသိကျင်သောမိကုံကိုနိုင်ကမေးလိုက်မိသားစုဝင်ငွေအတွက်တော့သူဘာမှမလုပ်ဘူးဆိုပါတော့ဗျာအတန်းပညာလည်းမတက်ရှာပါဘူးဒါမဲ့သူကတိတ်အောင်ဖို့ကောင်းနေမိန်းမဗျစင်တွေနဲ့သူနဲ့ပိုရင်းနေရဲ့ကျွန်တော်ရလာတဲ့အမဲကိုအကောင်လိုက်တရေမပြအောင်သူဖြတ်ပေးနေကြပဲကျမအနေငယ်စိတ်သက်သာရရသွားသည်ကိုသူမရိပ်နေအောင်သမီးမကန်များကိုစုသိမ်းရန်ပြင်ဆင်လိုက်မိသည်တောရဲသွားနေမှာတော့ကမိန်းမပဲရမှာပေါ့လေမထူးဆန်းပါဘူးဒါမဲ့လှများလှသလားမသိသူကလှရလားကိုမြင့်ဆွေမနေနိုင်မထိုင်နိုင်နှုတ်ခနဲမိမိရောသူပြုံးပါသည်သူမျက်လုံးများထူးခြားစွာတောက်ပလျက်ရှိသည်တော်သူဆိုတော့ငငယ်ကလှခဲ့ပွင့်တော့အခုချိန်မှာမိန်းမတယောက်ရှိရမယ်အလားပဲဘေးကျန်နိုင်တော့မလဲလူရဲ့ဒါမဲ့သူ့ဘဝအမှန်နဲ့သူ့ကျွမ်းကျင်မှုကိုအလားလို့ပြောနိုင်လို့ဆိုရင်တော့သူတော်တော်လှပါရဲ့ထို့နောက်သူကကျမယောက်ျားဘက်သို့လှည့်ကြည့်လိုက်သည်တိတ်အောင်စရာကောင်းတဲ့ကျွန်တော်မိန်းမရဲ့ကျွမ်းကျင်မှုကတော့တော်တော်နဲ့ဆင်မဲပြသူ့ဘေကဟိုတော့ကဆင်ဦးစီးပေါ့နောက်ပြီးဆင်တွေကိုလေ့ကျင့်မိရဲ့အလောက်မှာတော်တော်နမိတ်ကြီးခဲ့ကျွန်တော်မိမကကျွန်တော်ကိုတော်ရဲ့လှုပ်ဝက်ချက်တွေနဲ့ပတ်သက်လို့အများကြီးသိမိခဲ့သူကကျွန်တော်ထက်9နှစ်အသက်ကြီးတယ်ဒါဆိုကိုနိုင်နဲ့ရွှေတူပဲပေါ့ဟင်းမကန်များကိုတင်ရင်မတိမသားကျမပြုံးမိ၏သူတို့ဘလို့များတွေ့ဆုံခဲ့ကြပါလေကျမနဲ့ကိုနိုင်ကတော့တိုင်းလူသောစီးပွားဘက်ကြီးဆိုတော့စမ်းကျင်သောတွေ့ဆုံမှုမဟုတ်ညကိုနိုင်တွင်ကျမဘူရာတို့ဖုံးဆက်ကြည့်မိပြန်သည်ကိုမြင့်ဆွေရှင်ရထားကအခုဒီပြင်းမနာတော်ဝင်မလာသေးဘူးတဲ့နောက်9နိုင်နဲ့ထပ်ပေါင်းကြည့်ရန်ကုန်ကိုသူအစောဆုံးဝင်နိုင်မယ့်အချိန်ကမနက်4နိုင်ပဲဒီတော့ရှင်ဒီမှာအိပ်ရမယ့်သဘောပဲတားကြီးအခက်မှာအဲ့တဲ့အတွက်နေရာလုပ်ပေးလိုက်ပါလူရဲ့သို့တော့ကျမတို့3ယောက်တင်းဘဒူးမှကိုအရာကိုမသွားဖြစ်ကြပဲအဲ့ခက်မှာစကားဝိုင်းဖွဲ့ပြောနေခဲ့ကြသည်ဒါနဲ့ရှင်တော်မှာပြောရလားကိုမြင့်ဆွေကျမမေးခွန်းသည်ဖြေဆိုရင်ခက်ခဲသောမေးခွန်းမဟုတ်ပါဤသူမဆိုပြောတယ်မပြောဘူးရ
ဒီဘဝခံစားချက်ကိုလျှက်တစ်ပြက်ပြောနိုင်ကြပါသည်သို့တော့သူကတော့ရိုးစင်းသောမိကုန်းကလေးကိုပင်နိုင်နေစွာစဉ်းစားရပုံမျိုးဖြင့်ရင်သက်သွားလေသည်တစ်တော်ဆိုတာဘယ်မှာအပ်ထားတဲ့ငွေရင်းငွေနှီးဆိုပဲဆိုတာခမည်းလည်းသိတာပဲကျွန်တော်စားမကငွေတိုးပြအမြတ်ဆိုးနှစ်တိုးကိုစားမှာအရင်ကိုစားမှာမဟုတ်ဘူးဒါမဲ့ဘလောက်စိတ်ဆင်းရဲဖို့ကောင်းတယ်လေအခုအဲ့ငွေရင်းတွေတထောက်ကိုလျှော့နေပြီခမည်းကမြို့မှာလည်းနေတစ်ထုတ်လုပ်ငန်းနဲ့လည်းဝေးရဲဆိုတော့တစ်တော်ဘလောက်ရှိခဲ့ရင်ဘလောက်ပြုံးကုန်နေတောထွက်အေရီယာဘလောက်ကျန်နေဆိုတာသိကြမှာမဟုတ်ဘူးကျွန်တော်ကသိနေတယ်မြင်နေတယ်ဒီတော့ကျွန်တော်ပြောပါတယ်လို့ဘယ်လိုလုပ်ပြီးဖြေနိုင်ပါမလဲတတော်အားလုံးလို့ကျွန်တော်ရောက်ဖို့ပါတယ်ကျွန်တော်ကတစ်ပင်တွေကိုချစ်တယ်ကျွန်တော်မိမကလည်းတစ်ပင်တွေကိုချစ်တယ်တင်မာရဲ့ဝါးတွေကိုကျွန်တော်တို့ကိုယ်တိုင်အိမ်ဆောက်ဖို့လှေထွေးမှုခုတ်ခဲ့ပူပါတယ်ကျိုးဝိုင်းပြင်တောနှက်တွေထဲမှာလည်းရက်တော်ကြာအောင်လည်းနေခဲ့ပူတယ်ဒါပေမဲ့ကျွန်တော်တို့ကအပင်ကိုကျွန်တော်တို့အတွက်ရွေးရတဲ့တတော်ရဲ့အသက်ရှင်မှုအတွက်ရွေးခဲ့တာပါကျွန်တော်တို့တက်နိုင်သမျှတောတွေကိုစောင့်ရှောက်ခဲ့ပါတယ်အပင်ရဲ့အတက်ကိုတွတ်တက်အောင်တောရဲ့အတက်ကိုတွတ်တက်အောင်နောက်ပြီးတော့တစ်ပင်လှည်းနှီးမျိုးဆန်ကြီးတွေအားလုံးကျွန်တော်မိမကကျွန်တော်ကိုတင်မိခဲ့တာသူဒီကဘာပေါ်မှာအလွန်ရှားပါးတမိုးကြည့်သောရည်ညာတစ်ခုအကြောင်းပြောနေသလိုမျက်လုံးများအရှိလေကတောက်ပါနေ၏သူမိမအပေါ်ထားအပ်သည့်တံမိုးလားတတော်အပေါ်ထားသည့်တံမိုးလားသူသားလေးသိနိုင်ပေလိမ့်မည်တော်တော်ကိုမျိုးဆက်ဖို့မျိုးစာအနေထားကိုသိရမယ်မျိုးစာအနေထားကိုနှိုင်းချင်သိဖို့တစ်ပေတစ်ခုချင်းရဲ့အမြင့်တတော်တစ်ခုလုံးရဲ့အမြင့်ကိုတွတ်တက်ရမယ်တကယ်တော့တဘာဝဟာတိတ်ဆိတ်ဝင်စားဖို့ကောင်းပါရဲ့ကျွန်တော်တို့လူသားတွေပြန်ဖန်တီးဖို့မဖြစ်နိုင်လောက်အောင်လှုပ်ဝက်နေကဘာရဲ့အသက်ပေါ်မှာမူတည်ပြီးတော့ကျမတို့နှစ်ယောက်ကွဲကွာခဲ့ကြဒီမှာမှန်ကန်သောအဆုံးသတ်တစ်ခုဖြစ်ကြောင်းယခုတော့ကျမသိလိုက်ပါပြီကျမနဲ့ထပ်တူတွေးခေါ်ယုံကြည်သောခင်မွန်းတယောက်ကိုလက်ထပ်ယူခဲ့မိပြီသူကလည်းသူနဲ့ထပ်တူတွေးခေါ်ယုံကြည်သောမိမတယောက်ကိုပေါင်းတင်ခဲ့မိခြင်းဖြစ်သည်သူကအလည်းလက်ထပ်ခဲ့လေသလားကျမကအလည်းလက်ထပ်ခဲ့မိလေသလားဆိုတာကတော့သူတမကျမသိရှင်သမျှအခြားအရာတို့ထက်ပိုပြီးတော့စိတ်ဝင်စားဖွယ်ကောင်းသောအချက်ဖြစ်နေသည်သို့တော့မမေးအပ်ဘူးလားမသိသို့မဟုတ်သူစကားအဆအနတဲမှကောက်ယူနိုင်ပြီလားမသိကျွန်တော်ရဲ့နေရာကလေးကပင်လယ်ကြီးပြအထပေ3000ရဲကျော်မြင့်နေပြညီပြမှာမဟုတ်ဘူးတောင်ဆောင်မှာတောင်ကလေးကြောက်ပါနီးလေကြောက်ကမ်းမရဲ့ကြီးရဲ့အစွန်ကွက်လက်အေးရတော်တော်ကျဲညီနေရာကလေးရှိရဲ့အဲ့နေရာကလေးကိုရွှေ့ပြီးတော့တက်လုံးအိတ်ခက်ကက်ကလေးစောက်ထားတယ်ဒုချဝရီမြစ်ကိုကျွန်တော်အောက်ဘက်မှာမြင်ရတယ်အပေါ်ဘက်တောင်ဆောင်မှာတော့ပေ80 90မြင့်နဲ့တက်မှာပင်ကြီးတွေပေါ့အောက်ဘက်ကြောက်ကမ်းမရဲ့တစ်ဖက်စွန်းကတစ်တော်အနှိမ့်နေအဝေးမှာဖြူပွေးနေတဲ့မြစ်ကြောင်းအထက်တက်မှာတော့တိမ်တွေပေါ့ဗျာတခါတိမ်တွေကကျွန်တော်အိမ်ရဲ့အထိဝင်လာတတ်တယ်တဘာဝအဖြစ်တော့တိတ်ဆိတ်ချမ်းသာတဲ့နေရာကလေးပါပဲဒါမဲ့တခါကျွန်တော်မပြောနိုင်ဘူးခမည်းရှုံမလားလောကမှာတစ်တော်ရဲ့ခုတ်ပတ်ဆိုရအောင်ထက်မစင်းစားတဲ့လူတွေတော်တော်များရဲ့ဗျသူဒီထိုလန်းကိုသူကိုယ်တိုင်ရွေးချယ်ခဲ့ခြင်းဖြစ်၏ကိုယ်တိုင်ရွေးချယ်ခဲ့သောလမ်းတွင်စိတ်မသက်မသာစရာရှာဖွေတွေ့ရှိလာသောအခါသူသည်အကြောင်းမှတ်တော်သာကြည်တဲ့ရိုင်းဆိုင်တတ်သည်သူရခင်ကားထက်ရိုင်းဆိုင်ခတ်တန်နေခြင်းမှာသူချစ်တော်သောကြောင့်မဟုတ်ပဲတောကိုဖြစ်စည်းသူများကြောင့်ဖြစ်ဟန်သူသည်ပထမတန်းစားတဘာဝအရိုင်းတက်ရစ်တစ်ပင်တစ်ပင်ရဲ့တမိုးတိုင်းလူချင်းမျိုးဆက်တဲ့တစ်ပင်ကိုတကယ်တဘာဝကပေးရဲ့အနေထားအတိုင်းပေးထားရမှာပေါ့အခုတော့မျိုးဆက်ပူတာမစင်စားပဲတောတစ်ခုလုံးပြောင်းရှင်းကြတာပဲဗျဖိလစ်ပင်းဆိုရင်ဘလောက်တူတော့ကောင်းလိုက်တယ်လဲခမားတို့လည်းသိမှာပါကိုကျွန်နိုင်ပါဂျီတမတ်ကုစ်နဲ့သူ့ဆွေမျိုးနောက်လိုက်တွေရဲ့ဂျမခန်းလိအသုံးစိတ်တွေအတွက်ထောင်နဲ့ချီနေတဲ့အပူပန်းတစ်တော်6အေးရာတွေကိုရောင်းစားပြီးတော့တစ်တော်ရီထုတ်နေကြတယ်ဘသူကဘာတက်နိုင်ခဲ့လို့လဲတိတိကြီးနဲ့ကြည့်နေရတဲ့အဖြစ်ပဲကျမစိတ်ဝင်စားသောဘာသာရဲ့အပေါ်တုတ်ပြန်နေရှိတဲ့အတိုင်းကျမမျက်တောင်အနေငယ်ဆင်းလာ၏ထို့ကြောင့်နေရာမှခဏထွက်လာပြီးလိမ္မော်သီးများထုတ်ယူကအခေါ်နှာနေလိုက်ရပါသည်ဒါတို့ရထားများပင်မနာသို့ဝင်လာပြီလားတားမြောက်သည်ရထားစီမြေပြင်ပေါ်မှာအညောင်းပြေလန်းလျှောက်ရင်းခရင်လုံးကရထားထွက်သောအခါကျန်ရစ်နေခဲ့လိမ့်မလားရငတို့ရထားဝင်လာသည့်အခါရထားပေါ်မှာသားတော်နှစ်ယောက်မှပါလာပါမလားကိုနိုင်အပြစ်တင်ပြီဆိုလဲတင်ကျဲစရာကျမသည်မဖြစ်လာသေးသောဖြစ်နိုင်ခြင်းအလွန်နေပါတော့ဖြစ်နေမိမိပါမှတက်နိုင်စွာမဟုတ်တော့ကိစ္စများတွေဒီလိုပဲစိုးရင်ပူပန်တက်လေသည်
လွန်ခဲ့တဲ့6နှစ်လောက်ကတော့ကျွန်တော်အိမ်အောက်ခြေရှို့တဲ့ကနေဖြတ်သွားတဲ့ကြားတကောင်ကိုညှင်းရပူတယ်အခုတော့ကြားရီချက်တွေမမြင်ရတော့ဘူးကျွန်တော်တို့ထဲမှာတော့ရှိမှရှိသေးရဲ့လားမသိပါဘူးကြားဆိုသောအတန်ကြောင့်ကျမမျက်စိကျဲလာသည်ယောက်ျားနှစ်ယောက်ရှိသို့လိမ်မော်သည့်ပကံချပေးလိုက်သည်သူရိဆိုင်ယုံကြီးကကြားလို့ပဲမဟုတ်လားဟင်တောနေတဲ့ကကြားကပိုလှပြီးတော့ပိုကျက်တည်ရှိရပေါ့ဗျာသူခန္ဓာကိုယ်ကဗဗုထုသားတယ်လို့ပဲဗျတော်တော်ကိုကြည့်ကောင်းရင်ရှိုဒီဘက်ထိပ်ကနေဟိုဘက်ထိပ်ကိုလွှားကနဲ့ခုန်ပူလိုက်တာများဘလို့အလှမျိုးနဲ့မှမတူဘူးကျွန်တော်မှာဓာတ်ပုံလေးစလိုက်တွေအများကြီးပဲဗျခမများတို့နဲ့တွေ့ဖြစ်မှမှန်တည်ကျွန်တော်ယူလာပါတယ်သူကကြားကိုကျောင်းတော်လိုသဘောထားပြောနိုင်တော့လေကျမကြောရဲကအစိမ်ပါသည်ကြားရှိသည်ဆိုရင်တော့ရှိသမျှအစီအစဉ်ပုံပေးနေတော့သူ့နေရာတို့ကျမမလိုက်နိုင်ပါကိုနိုင်လည်းမလိုက်စီရပါဘာထူးမှလည်းသွေးဆယ်ရုံမှလည်းကြားရရှိနေတာပဲဘယ်ထရက်ကားမျိုးဘလို့အင်ဂျင်မျိုးမှမတက်နိုင်တဲ့တဲယူပုဆောင်ရေးလုပ်ငန်းကိုစင်တွေကလုံနိုင်နေဗျကျိုးပြင်းတော့အဆိုးအဖျားခုတ်ကွက်တော်တော်များများကညီညီမဟုတ်ဘူးတောင်ဆောင်နေတချို့တောင်ဆောင်နေဆိုတော်တော်မတ်ဆောက်တယ်အဲ့ကတစ်လုံးတွေကိုကားလမ်းပေါက်နေတဲ့နေရာအထိရအောင်ရှိုးရီကြိုက်နေဖြတ်ပြီးတော့တဲပေးနိုင်တဲ့ရှင်ကစင်မျိုးတည်းပဲဘယ်မြင်နေကမာရင်ဘယ်လန်းကနေစင်းရင်ချီကုတ်မြဲမယ်ဆိုတာသူတို့ကသိရင်တောင်ဆောင်မှာလက်စင်းကျသွားတဲ့တစ်လုံးတွေကဘလို့တစ်လုံးမျိုးကိုရွေးတယ်ရမယ်ဆိုတာသူတို့သိရဲ့တဘာဝမြေပြင်အနေထားကိုလူတွေထက်စင်တွေကပိုသိရဲ့ပိုရွေးတတ်တယ်အဝင်းချရာတူတူကိုခံမတ်တတ်တယ်ချောင်းလေးကိုတင်မျောဖို့အတွက်လဲစင်တွေကိုအားကိုးရတယ်မြဝကနေစောင့်ပြီးတော့တစ်လုံးကြီးဆဲဖို့လဲစင်တွေကိုပဲအားကိုးရတယ်ပဝင်းချင်ထိမ့်သိမ့်အဖွဲ့စီရဲ့လက်သုံးစကားနဲ့ပြောရင်အကောင်းစားတစ်လုံးတစ်ခုထုတ်လုပ်ဖို့အတွက်အခြားတစ်ပင်20ကိုခုတ်လေးဖြစ်စည်းရတယ်တဲ့ဒါမဲ့စင်ကအဲ့လောက်မဆိုးအောင်ထိမ့်မိနိုင်တာအမှန်ပဲဗျာရှင်ကစင်ကိုကိုယ်တိုင်မှန်းတော့လားကျမဖြတ်မေးတော့အခါစကားအသုံးနှလုံးရွေးချယ်မှုအတွက်ကိုနိုင်ရောသူရောသဘောကျစွာရေမောလိုက်ကြသည်ကိုမြင့်စီကကောင်းရင်ဤဒီကိစ္စကိုနဲ့မဖြစ်ပါဘူးလို့ရင်ဒါပေမဲ့တားကြီးကတော့စင်ကိုဘာသာရေးတစ်ခုအနေနဲ့စိတ်ဝင်စားနေတားကဘယ်နဲ့တန်းလဲသူသားနှင့်ကျမသားဤအသက်ရွယ်ကိုနိုင်ရှင်ချီလိုစိတ်ဖြစ်နေမိ၏ကိုသားတွေကိုအတန်းကြောင်းမထားဘူးဒီတော့ဘယ်နဲ့တန်းအဆင့်ရှိတယ်လဲကိုမပြောတတ်ဘူးသူတို့ကိုပဲစတင်မိတာလေတစ်ပင်မြစ်ကိုတောက်ဒီဂရီနဲ့တွက်တအောင်တစ်တော်ဧရိယာတွင်တောတွက်တီတွက်တအောင်တိတ်ချတင်မိထားတယ်တဘာဝရှိနဲ့လေထုကျဲကဓာတ်ငွေအချိုးစားတယ်ကာဗွန်ဒိုင်အောက်ဆိုက်အနေတွေတွက်တအောင်ဓာတုပေရတင်မိထားတယ်ကမ္ဘာမြေပြင်နဲ့ကြောက်သွားရင်မြေစီလာရင်တိအောင်ဓာရီဥဒုတိအောင်ပထဝီလည်းတင်မိထားတယ်တစ်တော်တွေမှာရှိတတ်တဲ့ထောင်နဲ့ချီနေတဲ့အင်းဆက်မျိုးဆက်တွေမြေကြီးတွေကရေတွေကတက်ရှိပြီးတိအောင်ဇီဝပေရတင်မိထားတယ်မြန်မာစာနဲ့အင်္ဂလိပ်စာကိုကျွတ်ကျွတ်ကြည့်တဲ့ရေးတက်ဖတ်တဲ့အောင်လမဲ့တွေတော့မရှိဘူးပေါ့ဝန်ထမ်းအလုပ်တော့လုံးလို့မရဘူးပေါ့ဒါမဲ့သူတို့နဲ့တင့်တော်တလောက်ပညာကိုတော့သူတို့တက်ကြရင်တော့ပြီပေါ့ကျမတို့ကိုဗဇက်အဟောင်းသားဖြစ်ငေးကြည့်နေမိတော့သည်ကျမဤသားကြီးကိုစီးပွားရေးပညာရှင်တယောက်ဖြစ်ဖို့ကျမနှင့်ကိုနိုင်စီမံကိန်းရေးဆွဲခဲ့ကြသည်အသက်16နှစ်သားရှိသေးသောသားကြီးသည်ယခုဆိုရင်စီးပွားရေးဘာသာရပ်၌တော်တော်စိတ်ဝင်စားနေပြီဈေးကွက်သူတေသနာကမ္ဘာပန်လုပ်ငန်းငွေကြေးလက်ပတ်မှုငွေကြေးဖောက်ပွားမှုစသည်တို့အပေါ်အသက်အရွယ်ညံ့အဆင့်အလိုက်တော်တော်လေးလာပြီးနေပြီကျမကတားကြီးအတွက်ဂုဏ်ယူနိုင်ရန်စိတ်ရောကိုယ်ပါအားသွန်ခွန်ဆိုင်စူးစမ်းနေခြင်းဖြင့်သူကတော့သူ့သားတွေကိုကြောင်းမြင်မထားခဲ့ပါတဲ့ကျမတို့ကိုဘလို့နားနှင်ရမှန်းမသိတော့ပြီသားတွေကတဘာဝတောတောင်ရှိနေနဲ့ထွန်းတော်ရှင်းနေကြရင်ချစ်ခင်ကြရဲ့တောတောင်ကြီးရှားပါသွေးဆန်တွေကိုသူထိမ့်သိမ့်တတ်ကြမယ်တစ်တော်သူတေသနာကိုကျွန်တော်နဲ့ကျွန်တော်မိန်းမတက်တလောက်သူတို့တက်ကြမယ်သူတို့မွေးလာမဲ့သားသမီးတွေကိုတဘာဝအကြောင်းအသက်ရှင်နေထိုင်မှုအကြောင်းသိမိနိုင်မယ်တဘာဝဘေးရဲ့နေဒီကနေကာကွယ်ပြီးနိုင်ကြမယ်ကျွန်တော်တို့မျှော်မှန်းတဲ့သားတွေရဲ့အနာဂတ်ကတော့အဲ့ဒါလောက်ပါပဲကျမဒီမတိမတာခေါင်းခါရမ်းမိ၏ရှင်ကရှင့်သားသမီးတွေရဲ့အနာဂတ်ကိုတားဆီးပိတ်ပင်နေရပဲကိုကြီးစီတိတ်ကျပြတဲ့လောကကြီးကိုသူတို့သိအောင်ဖွင့်မပေးဘူးသူတို့အတွက်ရှင်ကိုယ်တိုင်ပဲတကားတွေပိတ်ထားပဲကျမလွတ်ကနေဝေဖန်လိုက်တော့အခါသူကခေါင်းမှစွာပြုံး၏အဲ့ဒါတော့နှုတ်မှားနေပြီကိုသားရတဲ့ကိုတကားမပိတ်ထားပါဘူးအခုကိုကြောပိတ်ထဲမှာဘာတွေပါလဲလို့ထင်လဲသားတွေဖတ်ဖို့စာအုပ်တွေသူကအဲ့ဒီမှာစာအုပ်များကိုစိတ်လိုက်မှန်ပါထုတ်ပြသည် National Geographic Magazine စာအုပ်များ Environmental Crisis စာအုပ်များ Ozone နယ်ပါကြီးနှင့် Greenhouse Acid စာအုပ်များလေထုညဉ့်ညမ်းမှုတစ်တော်ကောက်ွယ်ရေးကျမပခုံးတွန်းလိုက်မိ၏
လူငယ်တယောက်ရဲ့အနာဂတ်ကိုသူစိတ်တိုင်းကျကန့်သတ်မဲ့စာအုပ်တွေဟုတာကျမမြင်ပါသည်ကျမသူနှင့်လက်မထပ်ဖြစ်ခဲ့တာအလုံးမှန်ကန်သည်ဟုဒုတိယအကြိမ်စိတ်သက်သာစွာတွေးမိ၏ကိုနိုင်ကတော့အဆဆရရလိုက်ရောတက်သူပြီးစာအုပ်များကိုစိတ်ဝင်တစားနှံ့ညောဖက်ချီကမျက်လုံးများတောက်ပလျက်ရှိသည်ခမည်းဆောက်တွေကကောင်းတာပဲသူတို့ဒီအင်္ဂလိပ်စာတွေဖတ်နိုင်သလားဝတ်ချာတွေကရှင်းတာပဲသူတို့ဖတ်နိုင်ပါရဲ့အချို့စကားလုံးတွေကိုအပိကြံကြည့်အချို့စကားလုံးတွေကျွန်တော်ကိုမေးပေါ်လိထို့နောက်ကျမတို့၃ယောက်လုံးအတွေးကိုစီဖြစ်ငြိမ်သက်သွားကြသည်အတန်ကြာမှသူကစကားဆက်၏ဟိုတလုံးကအမျိုးသမီးဆရာဝန်တယောက်ရှိရဲ့စာအုပ်တော့ကျွန်တော်ဖတ်လိုက်ရရဲ့ဗျကဘာချိုထိမ့်သိမ်းရေးစာအုပ်နဲ့တူပါရဲ့တော်ဖတ်လို့ကောင်းတယ်တစ်ပင်နေဆိုတာကဘာကြီးရဲ့အဆုတ်တွေပဲတဲ့သူတင်စားတာတော်ကောင်းတယ်စက်ကူတုတ်စက်ယုံကြီးလာစစ်စက်ယုံတွေကြောင့်လေတုရေတုအစိတ်တောက်ဖြစ်တဲ့အကြောင်းတွေလည်းပါရဲ့ဗျစိတ်ဝင်စားစရာကောင်းတယ်ရှားပါတဲ့တတော်ကြီးတွေရဲ့အဖိုးတိုက်တဲ့ပုံကိုလူရင်ကြီးမှုကပဲဖြက်စီးပစ်လိုက်ပြီးပေါ့ဗျာကျွန်တော်တို့အစိတ်ငွေကြားထဲမှာနေမမသိနေကြတာပဲဒါပေမဲ့ခင်ဗျားတို့ရန်ကုန်ပတ်ဝန်းကျင်နဲ့ဆိုင်ကြော့ကျွန်တော်ပတ်ဝန်းကျင်ကအစိတ်တောက်ပုံနေမှာပေါ့ဘာဖြစ်လို့လဲဆိုတော့ကာဗွန်ဒိုင်အောက်ဆိုက်တွေကိုသစ်တော်တွေကစုပ်ဝင်နေရဘူးနောက်ပြီးဓာတုစက်ရုံလည်းမရှိပဲဘူးဗျတော့နေလူတန်းစားကျမ်းမာရေးကောင်းတာအဲ့ဒီအချက်လည်းပါနိုင်တာပေါ့ကျမတို့ကအမှတ်တမဲ့မျက်စောင်းထိုးပြလိုက်ပြီးတော့သူတို့ညစလုံးရေမောကြသည်အဲ့ဒါတော့အမှန်ပဲဗျကျွန်တော်တို့ဟာတရွေ့ညစ်နီးလာနေတဲ့အနေကိုဘယ်သူမှတတိမထားကြမိပဲကိုထားဆန်းသက်ချက်ဆိုတဲ့စကားတခုခမည်းလေးကြားဖို့မှာပေါ့ကိုမြစီဖားရကောင်ကိုရှိအီးထဲမှာထည့်လိုက်ပြီးတော့အဲ့ဒီရေကိုနည်းနည်းချင်းမသိမသာအပူပေးကြည့်တဖြည်းဖြည်းရေပူလာမြကိုဖားကမသိဘူးနောက်ဆုံးအပူကြောင့်သေရသွားရောဒီရေတွေကထွက်ပြေးဖို့ဖားကမစင်းစားဘူးဗျဒါနဲ့ဥပဆွေနေတဲ့ရေပရေကိုရုတ်တရက်ဖားကိုထည့်ကြည့်လိုက်ဖားကအပူတန်းချောက်ထခုံပြီးလွတ်သွားတဲ့ဗျကျွန်တော်တို့လည်းတဖြည်းဖြည်းအပူပေးခံရတဲ့ဖားလိုပဲပေါ့ဗျာနောက်ဆုံးတော့သူတို့ညကိုကျမနှုတ်ဆက်ပြီးအိတ်ခမ်းထဲဝင်လာခဲ့သည်ယခုမှတွေ့ဘူးသောယောက်ျားနှစ်ယောက်သည်အနည်းနဲ့အလားလားရင်းနှီးခဲ့သည့်မိတ်ဆွေများကဲ့သို့စကားအမြင်မပြတ်ပဲကျန်ရစ်ခဲ့ပါသည်နနက်9 နာရီမိနစ်20ကြာမှတားတို့ရထားဝင်လာသည်တာညောက်သည်ကြာမြင့်လှသောခရီးကြောင့်နွမ်းနယ်မှုအရေးအယောင်မရှိရထားနောက်ကျသည့်အတွေ့အကြုံကိုသူတငါဦးအောင်ဖခင်အားပြန်လည်ပြောပြနေသောတာညောက်ကိုကျမပြုံးကြည့်နေမိသည်ကျမကိုရောခလန်းထဲမှမတ်တက်ရနေသည့်ကိုမြင့်ဆွေကပြုံးကြည့်နေခဲ့လေသည်နောက်တစ်ခါရန်ကုန်လာဖြစ်ရင်မိသားစုပါခေါ်ခဲ့ပေါ့ကျမကလက်ခနဲပြုံး၍ပြောပြီးတော့သူကောင်းရံပါသည်အမျိုးသမီးနဲ့တားငယ်လေးကရန်ကုန်ကိုတစ်ခါမှမရောက်ဘူးသူတို့ကစိတ်လည်းဝင်စားဘူးဒါမဲ့လူတို့နဲ့တွေ့ဖို့ခေါ်ကြည့်ပါအောင်မယ်ဒါနဲ့တားကြီးကဘဲရွေရောက်နေပြီသူကကျမကိုစူးစူးဆက်ဆက်ကြည့်နေပြီးမှသက်ပြင်းရှိုက်ပြီးမျက်နှာလဲကဖြေပါသည်19နှစ်အော်ကျမတို့နှစ်ယောက်အကြားတွင်ဘသူကရှုံးသည်ဘသူကနိုင်သည်ဆိုသောမိကွန်းကအရေးမကြီးတော့ပါကျမကစောပြီးအိမ်အောင်ကြခဲ့အနေနဲ့သူ့ဘောနိုင်စရာအကြောင်းမဟုတ်သလိုသူကစောရီအိမ်အောင်ပြုဖြစ်ခဲ့သောကြောင့်လည်းကျမသူ့ဘောမရှုံးနိုင်ပါသို့တော့ကျမဤရင်ထဲမှာပြောမပြတတ်သည့်ခံစားမှုတစ်ခုခုဖြစ်ပေါ်သွားတာတော့သိကြပါသည်ထိုခံစားချက်သည်မကျေနပ်မှုလားဝမ်းနည်းမှုလားကျမကိုယ်တိုင်ရေးရမသိပါထို့ကြောင့်လည်းကျမဘာစကားမှမပြောဖြစ်ပဲပြုံးနေတာပြုံးနေခဲ့ပါသည်ကျမတို့မိသားစုဘူရာတင်းမှထွက်လာသည့်အခါလိုချာမှာမြင်လားစွာချင်းချင်းကြီးရက်ရက်ကျမတို့ကိုမျက်စိတစ်စုံလှမ်းကြည့်ရင်သူကြံ့ရစ်ခဲ့ပါသည်ဂျူ1994ဇန်နဝါရီလကလျာမဂ္ဂဇင်း